ကိုကြီးကားအကြောင်းရှင်းပြမယ်ဒီအတိုင်းကိုသိလားမနက်ခင်းကားဆက်နှိုးလိုက်ရင် engine ထဲကရှက်ဆက်နှိုးပြီး1-2 စက္ကန့်လောက်ပဲမြည်တယ် engine ဘူးလာရင်သို့မဟုတ် engine ပြန်နှိုးရင်အတန်မပါဘူးဒါက timing chain tensioner ပြတ်နေတဲ့အတန်ပါအရင်ဗီဒီယိုတွေမှာ timing belt အကြောင်းပြောပြီးပြီတချို့ engine တွေမှာ timing belt အစား timing chain တက်တူကြိုးသုံးတယ် timing chain ကပိုကြခံတယ်ဒါမဲ့ tensioner ကြိုးဆွဲအားထိန်းဆိုတဲ့အပိုင်းရှိတယ်ဒီ tensioner က CPR သုံးပြီး timing chain ကိုဆွဲအားပေးတယ်မနက်ခင်း engine အေးနေချိန် CPR နဲ့တယ် tensioner ဟောင်းနှွှဲရင်ကြိုးကရော့ကျပြီး timing cover ကိုရိုက်တယ်အဲ့ဒီခါရှက်မြည်တယ်ဘယ်အချိန်မှဒီအတန်မြည်တာလဲမနက်ခင်းပထမဆုံးဆက်နှိုးတဲ့အခါ Siri engine အောက်ကိုကျသွားပြီး tensioner တဲ့ C မရောက်သေးဘူးဆက်နှိုးပြီး1-3 စက္ကန့်လောက်ပဲမြည်တယ် CPR တက်လာတာနဲ့အတန်ပြောက်တယ် engine ပူနေချိန်ပြန်နှိုးရင်အတန်မပါဘူး Siri အပေါ်မှာကြံနေသေးလို့ engine C နီးနေအတန်ပူကြမြည်တယ်တတူကြိုးတတူနဲ့ဒီအတန်ကို lifter tick နဲ့မှားတတ်ကြတယ် lifter သစစ်မြည်ပြီး engine ပူရင်လည်းမြည်တယ်အသေးစားအတန်1-2 စက္ကန့်ပဲမြည် C နီး CO engine C အဆင့်ကိုချက်ချင်းစစ်ပါ dipstick ထုတ်ကြည့် C နီးနေရင်ဖြည့်ပါဈေးနှဲဆုံး C အကြာကြီးမလဲရသေးဘူးဆိုရင် C နဲ့ oil filter လဲပါဈေးသိမ့်မများဘူးအရည်အသွေးကောင်းတဲ့ synthetic oil သုံးပါအလက်စားအတန်3-5 စက္ကန့်မြည် tensioner ဆက်ပြတ် timing chain tensioner အစ်စ်လဲပါဈေးကြီးတယ်ဒါက timing cover ဖွင့်ရတဲ့အတွက်အလောက်ခဈေးကြီးတယ်ဒါမဲ့ tensioner ပဲလဲရင် timing chain မလဲရသေးဘူးအကြီးစားအတန်ကျဲနေ9 စက္ကန့်ကျော်မြည် engine ပူရင်လက်ဆက်မြည် timing chain ကိုယ်တိုင်ယော့နေပြီးဆန့်ထွက်နေတယ် timing chain plus tensioner plus guides လမ်းညွန်တုံးအားလုံးလဲရတယ်တိမ့်နဲ့ချီကုန်နိုင်တယ်ဒီတိုင်းဆက်မောင်းရင်ချိန်ကျွတ်ပြီး engine လုံးဝသေနိုင်တယ်အန်ဒီရဲ့အရေးကြီးဆုံးအသက်အန်ဒီရဲ့ tensioner လုံးဝပြတ်ရင် timing chain ကျွတ်မယ် engine က interference engine ဆိုရင် valve တွေ piston တွေကိုရိုက်မိပြီး engine တစ်လုံးလုံးပျက်စီးမယ် engine အသက်လဲရတဲ့ဈေးတိမ့်ဒီကုန်နိုင်တယ်ဈေးသက်သာဆုံးနီး cheap way engine CO 9000 ကီလိုမီတာတစ်ချိန်ပုံမှန်လဲပါအရည်သွေးကောင်းတဲ့ synthetic oil သုံးပါအတန်ဆမီတာနဲ့ချက်ချင်းဆိုင်ပြပါစောသိရင် tensioner ပဲလဲရတယ်အကောင်းဆုံးနီး best way သတ်မှတ်ထားတဲ့ကီလိုမီတာများသောအားဖြင့်နှစ်သိမ့်မှာ timing chain အားလုံးလဲပါ tensioner ပြတ်ရင် chain over တစ်ပါးတည်းလဲပါ OEM original tensioner နဲ့ chain over သုံးပါကိုယ်တိုင်စစ်နီ DIY check မနက်ခင်းပထမဆုံးဆက်နှိုးတဲ့အခါနားထောင်ပါအတန်ကြာချိန်ကိုမှတ်ထားပါ1 စက္ကန့်3 စက္ကန့်5 စက္ကန့် engine ပူနေချိန်ပြန်နှိုးကြည့်ပါအတန်ရှိသေးရင်ပြဿနာကြီးနေပြီသိထားရအရေးကြီး timing belt က belt ပြတ်ရင် engine သေးတယ် timing chain က chain ပြတ်ခဲရင်ပြီမဲ့ tensioner ပြတ်ရင် chain ပြတ်တယ်လို့ပဲ engine သေးတယ်ဒါကြောင့် timing chain tensioner အတန်ကိုလစ်လျူမရှုပါနဲ့မနက်ခင်းဆက်နှိုးတိုင်းရှက်မြည်ရင်အရင်ဆုံး engine C စစ်ပါ C နီးရင်ဖြည့်ပါဈေးနှဲဆုံး C မှန်လဲပါမပြောက်ရင် timing chain tensioner ပြတ်နေပြီဈေးကြီးဒီတိုင်းဆက်မောင်းရင် engine လုံးဝသေးပြီတိမ့်နဲ့ချီကုန်နိုင်တယ် timing belt ရော timing chain ရောနှစ်ခုလုံးကိုအချိန်မီထိမ့်သိမ်းပါ engine အသက်ရှည်ပါမယ်နေ့စဉ်9 မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ